သတင်းဆောင်ပါတွေရဲ့အလဲရောက်ပါပြီရှင်ကျမရေးနဲ့ကဘာတလွားခီးသွားအစီအစဉ်တွေကိုနောက်ပိုင်းမှာထုတ်လွှင့်ပေးသွားမှာပါအရင်ဦးဆုံးတော့မြန်မာအစိုးရဖြည့်ရှင်းရမယ့်ပြဿနာတွေထက်ကတစ်ခုဖြစ်တဲ့မူရစ်ဆေးဝါးပြဿနာကိုကြည့်ကြရအောင်ပါကဘာပါမိတ်ထုတ်လုပ်မှုဒုတိယအများဆုံးဖြစ်တဲ့မြန်မာနိုင်ငံမှာဘိန်းဖြူပါဝင်မူရစ်ဆေးဝါးဆွဲမှုပြဿနာဟာကြီးမားနေဆဲဖြစ်ပါတယ်အထူးသဖြင့်တိုင်းရင်းသားဒေသတွေမှာအမြင့်တွဲနေတဲ့ပြဿနာတစ်ခုလိုဖြစ်နေတဲ့မူရစ်ဆေးဝါးပြဿနာကိုဒေသခံပရဟိတအဖွဲ့တွေကတပိုင်းတနိုင်ကူညီဖြည့်ရှင်းနေရပါတယ်ကချင်ပြည်နယ်ဘက်မှာဖြစ်နေတဲ့အခြေအနေကိုကိုယ်တိုင်သတင်းယူခဲ့တဲ့ VOA သတင်းတောက် Steve Sanford ရဲ့သတင်းကိုခြေခံပြီးကိုဝင်းခန့်မောင်ကတင်ပြပေးပါလိမ့်မယ်ရှင်ဘိန်းအထွက်များနေတဲ့မြကြီးနားဒေသမှာအားကောင်းတဲ့ဘာသာရေးအဖွဲ့အစည်းတစ်ခုဟာမူရစ်ဆေးဆွဲနေသူတွေအတွက်ဆေးဖြတ်တဲ့နေရာတစ်ခုကိုဖန်တီးပေးထားတာတွေ့ရပါတယ်ခရစ်ယာန်ဓမ္မတေးတွေဟာစိတ်ကိုတက်ကြွလန်းဆန်းစေပါတယ်ဒါပေမဲ့အခုလိုကြည်နူးတာယာဝယ်အရာတွေရဲ့နောက်မှာအပျက်စီးအဆုံးရှုံးတွေကတော့ဆက်လက်ဖြစ်ပွားနေစေပါအမှောင်ရိပ်တွေနောက်မှာတော့ရိမ့်ပွန်လို့မူရစ်ဆေးဆွဲလန်းသူတွေဟာဆေးဖြတ်ရတဲ့ဒဏ်ကိုတော်တော်လေးခံစားနေရပါတယ်ဒါပေမဲ့အခုလိုပြောင်းလဲစားပြုတ်နေတဲ့မြန်မာစီးပွားရေးအခြေအနေမှာသူတို့အတွက်တခြားရွေးစရာလမ်းကတော့ခက်ရှားရှားပဲဖြစ်နေပါတယ်အရင်တုန်းကဆိုအဖွဲ့အစည်းခင်မှာဆိုရင်တော့တစ်ကွက်တွေပါလို့ဆိုအဲ့လိုမျိုးနေရာတွေမှာလိုက်ပြီးမှဝင်လို့ရတယ်အခုအဲ့လိုမျိုးဘာမှမရှိတော့ဘူးလေအဲ့တော့တချို့ကဘိန်းဆိုင်ပြီးစားတယ်တချို့ကဖြစ်တယ်လို့နေကြဘာအလုံးမရှိဘူးမူရစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ဖြစ်တဲ့ပတ်ဂျာဆန်အဖွဲ့ဟာတောင်တန်းဒေသမှာရှိတဲ့ဘိန်းငင်းတွေကိုခြေမုံတုတ်တင်မှုအတွက်2014ခုနှစ်မှာဖွဲ့စည်းခဲ့တာဖြစ်ပါတယ်ဒါပေမဲ့လည်းဒီနှစ်စောပိုင်းမှာတော့သူတို့အဖွဲ့ဝင်တယောက်ဘိန်းငင်းတွေကိုရှင်းလင်းနေတော့မှပဲတနက်နဲ့ပြစ်တက်ခံခဲ့ရပါတယ်ပတ်ဂျာဆန်အဖွဲ့ခေါင်းဆောင်တူဖြစ်တဲ့ထန်ကွန်းကတော့ဒီပြစ်ခတ်မှုဟာအစိုးရအဖွဲ့တွေသူတို့ကိုစောင့်ရှောက်ဖို့ရှိနေစဉ်အချိန်တွင်းမှာပဲဖြစ်ပွားခဲ့တာလို့ဆိုပါတယ်security တချို့နေရာတွေကလုံခြုံရေးအရန်ကိုအန္တရာယ်ကြီးပါတယ်အစိုးရကိုကျွန်တော်တို့အတွက်အကာအကွယ်ပေးဖို့တောင်းဆိုပေမဲ့တကယ်တမ်းအာဏာပိုင်တွေပေးခဲ့တာကတကယ်လုံခြုံရေးပေးနိုင်တဲ့တပ်တွေမဟုတ်ပါဘူးကျွန်တော်တို့နဲ့အဖော်ပြုခီးသွားရုံလောက်ပဲဖြစ်နေပါတယ်ကျွန်တော်တို့အတွက်ခုခံကာကွယ်မှုမပေးနိုင်ပါဘူးအခုလိုမတည်ငြိမ်မှုတွေဆက်လက်ဖြစ်ပွားနေတာကြောင့်လဲမူရစ်ဆေးဖြတ်ဖို့အကူအညီပေးနေတဲ့ဆေးကန်းတွေဟာထိရောက်တဲ့ကုသမှုတွေအတွက်လုံလောက်တဲ့ငွေကြေးထောက်ပံ့မှုကိုပုဂ္ဂလိကကဏ္ဍတွေပရဟိတအဖွဲ့တွေစီကမရနိုင်ဖြစ်နေပါတယ်We hope that the new government to take this issue seriously ဆိုရစစ်ကဒီကိစ္စကိုပြင်းပြင်းထန်ထန်ကင်တွယ်ဖို့ကျွန်တော်တို့မျှော်လင့်ထားပါတယ်ဒီမူရစ်ဆေးဝါးကြောင့်လူတွေဘယ်လောက်ထိဆိုးဆိုးဝါးခံစားရတယ်ဆိုတာကိုလည်းသူတို့သိပြီးသားဖြစ်တာကြောင့်အသစ်တက်လာတဲ့အစိုးရကကျွန်တော်တို့ကိုကူညီဆက်ရှောက်မယ်လို့လည်းထင်ပါတယ်မြန်မာပြည်မှာစီးပွားရေးကဏ္ဍအသစ်ရဲ့လက္ခဏာတွေကိုမြင်တွေ့နေရပြီးဖြစ်တာကြောင့်ပြည်သူတော်တော်များများကတော့အများအတွက်အကျိုးမရှိတော့တဲ့တချို့လုပ်ငန်းအဟောင်းတွေကိုလုံးဝရပ်ဆိုင်းသွားဖို့အထိကိုမျှော်လင့်နေကြတာလည်းဖြစ်ပါတယ်ခင်ဗျာ